မင်္ဂလာညချမ်းပါဟောတဲ့ကံကြိုးစိုးပါတယ်ဘုရားကနေပြီးတော့ပြပွဲမှာကျွန်တော်တို့ကြောက်မြက်ပြပွဲမှာသွားထားတယ်ဒီဇိုင်းကလာလေးလောင်းမယ်ခင်ဗျာဒီခါကော်လန်နဲ့ဗျကော်လန်နဲ့ဆိုချိုးချိုးသားနီးနီးကက်ကက်ပြလိုက်ဒီကောင်ကဘယ်လိုပြောမလဲဆိုလက်ဖိုက်နော်လက်ဖိုက်ကိုကျွန်တော်တို့ကုတ်တွေဟာတယ်အကုန်လုံးပြည့်ပါတယ်ကျွန်တော်လက်ဆိုင်တော်တယ်ဗျ18အခုံးနဲ့18ရမယ်ဗျဒီချိုးချိုးသားဒီမှာကျွန်တော်တို့3လိုင်းပဲခိုင်းလို့ဒီမှာကြည့်လိုက်3လိုင်းဝါကွန်းသားတွေနဲ့ချုပ်ထားတဲ့အတွက်အမတန်မှနွေရာသီဖက်ရှင်ပူလိုက်တဲ့အချိန်တွေမှာဒီကောင်ကဟွာပေါ့ကျွန်တော်တို့ဘာတော့ဘယ်လိုပြောရမလဲဆိုတော့ဒါဝစ်နိုင်တယ်ဆိုတာထွေးဆိုမှုကိုလည်းသူကထိတ်ထားနိုင်တယ်ဗျအဲ့တော့ကာလာလိုင်းကတော့ကျွန်တော်တို့9လိုင်းရမယ်ခင်ဗျာ9လိုင်းကဘယ်လိုကာလာလေးရမလဲကျွန်တော်တို့အဖြူကလိုတော့လောက်ရရတယ်ဒီမှာကျွန်တော်အဖြူ special ယူထားတဲ့ order မြန်မာလို့ရတဲ့ SI 80 လက်ဆိုင်80 280 380စီရမယ်လက်ဆိုင်ကအခုကျွန်တော်ဝတ်ထားတာလက်ဆိုင်မရဘူးကျွန်တော်လက်ဆိုင်ကစက်ခွန်ခွဲသမားကိုစက်ခွန်ခွဲသမားအဆင်ပြေမယ်ခင်ဗျစက်ခွန်ခွဲသမားအဆင်ပြေမယ်စက်ခွန်ရမယ်ကျွန်တော်80ရပြီ80က18ဆိုတော့18ခွဲကြတော့280 380က19ခွဲထိအဆင်ပြေမယ်တားကြီးဖတ်ဒီပိုင်းမရအောင်တော့ကျွန်တော်ဘာလို့လဲဆိုတော့ခြီသားစစ်ဖြစ်တဲ့အတွက်ဘိုက်တအားကြီးထွက်တဲ့လူကတော့ဝစ်ဖို့အဆင်မပြေနိုင်ဘူးအဲ့တော့ဒီမှာအဖြူလေးကကျွန်တော်တို့လက်ဆိုင်အဖြူလေးကဒီမှာလက်ဖိုက်ဖြစ်တဲ့အတွက်သူ့ရဲ့ဟာ280ဗျတွေ့တယ်ဗျချိုးတာကျွန်တော်ကြည့်မယ်ချိုချုပ်သားတွေကျွန်တော်တို့ကြည့်မယ်ခင်ဗျဟိုတခါမရလိုက်တဲ့နေပြီးတော့ပြပွဲကြီးမှာသွားတော့ကျွန်တော်တို့အသားနာတဲ့တော့ဒီမှာလုံးညံလောက်လုံးပြီးကျွန်တော်တို့ခြေစင်လောက်ခြေလိုက်သူ့ရဲ့ဟာဝါကွန်းသားလိုပဲတအားဝစ်ကောင်းတာနော်ကျွန်တော်တို့ခုမြန်မာနိုင်ငံလုံးမှာဥမာကျွန်တော်တယောက်စီပဲကျွန်တော်တယောက်ထဲမောင်ကောင်းတဲ့ဆိုင်ဒီဇိုင်းနဲ့ပဲရနိုင်မှာလောလောဆယ်မလွယ်နိုင်သေးဘူးဆိုအဲ့ဒါကိုပြောပြတာဒါကအဖြူလေးကျွန်တော်တို့ဒီကောင်ကじゃဘယ်လိုပြောမလဲဂျင်းအယောင်ပုံစံမျိုးပေါ့နော်ဂျင်းအယောင်ပုံစံလက်ဖိုက်အသားနာဒီမှာကျွန်တော်တို့ကော်လန်ဟိုပါတော့အိတ်ထောင်ပေါက်မှာတော့မှချုပ်သားအနာသားတေချာတည်သက်ဆိုတာလုပ်ပေးထားပါတယ်ဒီမှာလည်း2လိုင်းပေါက်4လိုင်းပေါက်ဒီမှာ3လိုင်းပေါက်တွေအကုန်ချုပ်ပေးထားပါတယ်ခင်ဗျာဒီမှာကြည့်ပါဦးခင်ဗျာအော်ကြည့်ထားတဲ့အမောက်ကတော့မတူတော့ဘူးเนาะဒီမှာချုပ်ပေါက်တွေကပြဲဖို့ပြူဖို့တော့မလွယ်နိုင်ဘူးခြီသားကိုတအားစစ်ဆိုတော့ဝေးရတာအခြေအနေကောင်းနေဘူးနေတော့အောက်ကနေငါးနှစ်ကောင်တော့လည်းကောင်းအပေါ်အထက်လေးတစ်ထက်နဲ့လုံမှာဗျာဒါလေးကဘယ်လိုကြောင်ပြောမှာဒါခဲနဲ့ပြောမှာเนาะခဲနဲ့ရေဒီမှာခဲဒါကောင်ကပြာလေးတာချင်းပြာပေါ့เนาะချင်းပြာကိုကျွန်တော်တို့မဲနယ်ပြာပေါ့ငယ်ကမဲနယ်စိုးသလိုပြာမျိုးဒီကောင်ကကြတော့ချင်းအနုပြအဲ့ကောင်အလျောင်းလိုင်းကကျွန်တော်တို့2 4 5ရောင်ပို့ကျွန်တော်ဝတ်ထားတဲ့ဟာနဲ့9ရောင်ရမယ်9ရောင်ကလည်းလိုစလောက်ရအောင်မယ်ခုအော်ဒါမှာလို့ရပဲခုလည်းအဆင်ပြေမယ်ခင်ဗျကျွန်တော်တို့9ရောင်လိုင်းကအဆင်ပြေပြီ9ရောင်လိုင်းအဆင်ပြေရတဲ့ကျွန်တော်တို့အဖြူကတော့ကျွန်တော်ကခုနကဘယ်လိုကျွန်တော်တို့မန္တလေးမှာじゃတအားပူတော့နေအောင်ကြီးကာဝယ်ဖို့နေနေတာဘယ်နေရာတော့ပေါ့ခင်ဗျာဖျားသွားကြောင်းတဲ့တော့ကျွန်တော်တို့အဖြူကိုလိုစလောက်မှာပေးထားတယ်လိုစလောက်မှာပေးထားတဲ့အဖြူကိုကျွန်တော်တို့လိုစလောက်မှာပေးထားတဲ့အဖြူကိုအဲ့ကြတော့နာမည်မျိုးစားတော့မျိုးစုံရမှာခင်ဗျလက်ဖိုက်ရမယ်ဘောရမယ်လာကုတ်ရမယ်အဲဒီစိန်သားလေးကိုကွဲသွားတာပါပဲအသားနာပိုင်းဆိုင်ရာတော့အကုန်လုံးအဆင်ပြေတယ်ခင်ဗျကျွန်တော်တို့ဒီမှာကြည့်လိုက်စာရာနော်စာရာရမယ်ဒီမှာလာကုတ်ဖြစ်မယ်အဲ့မှာလက်ဖိုက်အဲလိုမျိုးစားလေးဟာမှာ boss အဲ့လိုလေးဖြစ်သွားမှာဒီကကော်လန်နဲ့လုပ်ပေးထားတာနော်ကော်လန်နဲ့လုပ်ပေးတာစတစ်နဲ့ကြတော့ကျွန်တော်တို့ဂုတ်သားတွေကြတော့အသားမဲမှာဆိုတော့စတစ်ကလေးနဲ့လုပ်ပေးထားတယ်နည်းနည်းစင်ပြေတယ်ဗျဒီကောင်တဏီကောင်ဝင်နိုင်တယ်ခါသားထွာလာသွားမလားကျွန်တော်တို့ပွဲဖျားသားကြောင်းတက်သွားမလားဒီကောင်ချွေးထွက်နေတဲ့ပုံစံမျိုးကမပေါက်ဘူးဗျချွေးထွက်နေတာကြီးကတအားကြီးတာတိုင်းမပေါက်ဘူးကျွန်တော်ခါလိုက်ခွဲထားတာလေးတွေရောအမေတမ်းမှသိမြတ်ပါတယ်ကဲတော့အမြန်မှာထားကြဈေးတန်းလေးတစ်ခုပြောပြအောင်မယ်ပျော်ရွှင်စွာဈေးနှုန်းလေးနဲ့ပေးမယ်3600အောက်ကိုကျွန်တော်တို့လက်လီလက်ကရနိုင်ပါတယ်အော်ဒါတန်းစီမှာတော့ခင်ဗျာ53ည26နှစ်1488မောင်ကောင်းထဲတိုင်းနေနော်ချိုးဆိုပါတယ်ဘိုင်ဘာမှာဆက်သွယ်လို့ရပါတယ်ကဲမောင်ကောင်းထဲတိုင်းနေချိုးဆိုပါတယ်ခင်ဗျာဒါလေးဝယ်ဘူးတဲ့လူသိရဗျကျွန်တော်တို့ဈေးတန်းလေးတွေကမနစ်ကနေပြီးတော့ပြပွဲမှာလဲဒီဈေးတန်းပဲအခုလဲဒီဈေးတန်းပဲတက်ထားဖို့အလားလာမရှိဘဲနဲ့ကျွန်တော်တို့ဘာလုပ်ထားအောင်ဆိုတော့ရေသွေးကိုမြင့်တင်ပလိုက်တာရေသွေးမြင့်တင်ပြလိုက်ပြီးတော့ကော်လန်နဲ့ဒ
ဒီမှာ3လိုင်းဖောက်တွေနဲ့ကျွန်တော်တို့အချုပ်ရိုးချုပ်သားကတော့လုံးဝကြမ်းကြမ်းခိုင်နေထဲမှာပါတယ်ခင်ဗျအဲ့ဒါကအပြောမဟုတ်ပါဘူးလက်တွေ့ပါဝယ်ဘူးတဲ့လူတိုင်းလည်းသိတယ်ဝစ်ဖူးတဲ့လူတိုင်းလည်းသိတယ်ဝစ်ပြီးပြီဆိုလည်းဆွဲလန်းသွားစေရမယ်နောက်ထပ်လည်းဆက်မှာပြီဆိုရင်လည်းအော်ဒါကတော့ရနိုင်တာမရနိုင်တာတော့ကျွန်တော်တို့လည်းအာမမခံနိုင်ဘူးလက်ရှိမှာတော့အာမခံနိုင်တာတခုကတော့ဇက်တိုက်မှာထားလိုက်ရနိုင်သေးပါတယ်ပစ္စည်းအရေးအတွက်ကမပြက်လက်သေးတဲ့အတွက်ကျွန်တော်တို့ရာစည်းမှာမလား10စည်းမှာမလားဖြစ်နိုင်သေးပါတယ်ခင်ဗျာဒါလေးတွေကတော့ကော်လန်လက်ရှင်နဲ့လုပ်ပေးထားပါတယ်ဆိုတော့လောလောဆယ်စိုက်အနေထားကတော့လက်ဆိုင်80 280 380ထိရနိုင်သေးပါတယ်ရနိုင်တဲ့အနေထားပုံမှာမူတည်ပြီးကျွန်တော်တို့ဘယ်လိုဖြစ်မလဲဆိုတော့အကုန်လုံးကိုပေးလို့ရသေးပါတယ်မြန်မာနိုင်ငံမျိုးပေါင်းမျိုးစုံကိုလည်းပို့ပေးလို့ရပါတယ်ခင်ဗျာပို့ပေးလို့ရတယ်ဆိုတော့ခု deliver ရောက်တဲ့မျိုးတိုင်းကိုလည်းပို့ပေးလို့ရပါတယ်ငွေကတော့ကျွန်တော်တို့ကြိုလွှဲပေးရပါတယ်ခင်ဗျာမောင်ကောင်းထဲဆိုင်နေယုံကြည်စိတ်ချဆိုဝယ်ယူအားပေးလို့ရတယ်ဆိုတဲ့အကြောင်းကိုTV နှိုးဆော်ရပါတယ်ခင်ဗျာလက်ရှိမှာတော့ကျွန်တော်တို့ဇာရာရမယ်လာကိုရမယ်လက်ဖိုင်းရမယ်ပေါ်ရမယ်နေရတော့အမျိုးစားပေါ်အဲ့လောက်ကြီးအထိနေရသူကြည့်ကြတက်ပေးထားတာပါဟိုလောက်ကြီးမဖြစ်တော့ပါဘူးအဲ့မှာကာလာလိုင်းလေးတွေလိုချင်တယ်ဆိုရင်လည်းကျွန်တော်တို့၄လိုင်း၅လိုင်းပေါ့နော်၅လိုင်းအဖြူလေးရယ်ဒီကောင်ကခဲဂျင်းခဲလေးပေါ့နော်ဂျင်းခဲလေးရယ်ဒီကောင်ဂျင်းမြာလေးရယ်ကျွန်တော်တို့မဲနယ်ပြာလေးရယ်ဒါလေးတွေကပြကြအယောင်မကျွတ်ဘူးနော်စေးစားအာမခံတယ်ခင်ဗျစေးစားဝင်းရတာတအားကောင်းတယ်ကျွန်တော်ခြီစားစစ်တွေဖြစ်တဲ့အတွက်ဘလို့နေဒီကောင်ကိုအားရပါရလုံးလိုက်ကျွန်တော်တို့လုံးသွားလို့ကြည်တဲ့အစားမျိုးဆိုတော့ကျွန်တော်တို့ဘလို့လဲဆိုတော့မိကြီးထိုးထားစရာလဲမလိုတော့ဘူးပေါ့ဗျာထားသားထလာခုကောက်လျှော်ခုကိုယ့်ရဲ့အိမ်သူတထားမရချော့ထားတဲ့အတိုင်းလေးကောက်ဝဲပြီးတော့ဘယ်နေရာတော့အဆင်ပြေတယ်ဗျမိကူတိုက်မင်းကူတိုက်ရတာအဆင်မပြေဘူးလားကွာဒီပုံစံလောက်တာမဟုတ်ဘူးလားဆိုလဲစကားများစရာအကြောင်းမရှိတော့ဘူးဒီအင်ကြီးဝတ်တဲ့အတွက်နော်ကျွန်တော်တို့ဘယ်လောက်ထိမိုက်တယ်ဆိုတော့စဉ်းစားတာကြည့်လိုက်တော့အဲ့တော့မှာနိုင်မှရမှာနော်လက်သွင်းမှရမှာနော်ဒီပစ္စည်းကုန်ပေါက်ကတော့ကျွန်တော်အာမခံဖို့ကခဲရင်းတယ်ဗျကျွန်တော်တို့ဒါကတော်တော်နဲ့မနိုင်ဘူးမနိုင်တဲ့အပေါ်မှာမူတည်ပြီးတော့အဲကြောင့်မို့အားလဲအားနာတယ်မြန်မာနိုင်ငံမှာရှိတဲ့လူအပေါင်းမျိုးစုံမှာလို့ရပါပြီခင်ဗျာတယ်လီဗာရောက်တဲ့မျိုးတိုင်းလည်းပို့ပေးပါတယ်ကားတင်ပေးပါတယ်ငွေလေးကတော့ကြိုလွှဲပေးရပါတယ်နော်4326နဲ့တင်လေးရှိပါခင်ဗျာဈေးတန်းလေးအရင်ဈေးတိုင်းမှာပဲ3000နဲ့6000အောက်ကိုပြောရှင်းရောင်းပေးပါမယ်ခင်ဗျာ3000 6000အောက်ကိုပြောရှင်းရောင်းပေးမှာပါအားလုံးဝစ်စေခြင်းနဲ့ဇန္နာနဲ့မလို့ပါခဲ့ဈေးလက်တက်မထားပါဘူးခင်ဗျကဲအားလုံးပါကြမှာချမ်းသာလိုရဆန္ဒတွေပြည့်စုံကြပါစေခင်ဗျာငေါတဲ့ဆိုင်တွေဝယ်ယူပါတဲ့ချစ်မစိတ်ပေါင်း